ဆုံးဒီကုန်းချုပ်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားပါပြောသင်္ခါရမှန်သမျှပေါ်မှာမင်းတို့စိတ်ပြက်ပြီးတော့ညီးငွေ့ဖို့တော်လောက်ပြီခုချိန်ဒီအမရကြသေးဘူးအပြည့်တော့နောက်ကိုမျောနေတော့မယ်ဒီဘဝပြီးရင်နောက်ဘဝဆိုတာလေးကိုမျောနေပြန်တယ်နော်ဒီတဲ့ကောင်းတဲ့ဟာရလိုက်မယ်လို့ထင်နေပြန်တယ်ဒီကနေ့ပြီးနေ့ပြန်အကြဒီတဲ့ကောင်းမယ်လို့ထင်နေပြန်တယ်နော်အဲ့လိုနဲ့မျောပြီးတော့နေတာအဲ့တော့မြတ်စွာဘုရားကနိဗ္ဗိန္တိတုံမင်းတို့စိတ်ပြည့်ညီးငွေ့ဖို့ကောင်းပြီအလံဝိရစီတုံတွေ့တာမှုကင်းမှုကောင်းပြီအလံဝိမုတ်စီတုံတွေ့တာမှုတွေလွတ်မြောက်အောင်ကြိုးစားဖို့ကောင်းပြီရှစ်ဆက်ပြီးတော့မတိုးကျင်ညာနဲ့သင်္ခါရဆိုတာဘယ်ဟာမှမပြည့်ဘူးဘလောက်ကောင်းတာရသွားမှာပဲကောင်းတာပဲဖြစ်ဖြစ်ညံ့တာပဲဖြစ်ဖြစ်ဘာတွေပဲပိုင်ထားတာဟောစိတ်နေပိုင်ထားလဲသွားမှာပဲရွှေတွေပိုင်ထားလဲသွားမှာပဲဒါလုံးဟာပဲဆိုင်မှုတွေအကုန်ဆုံးလို့ရမှာ